အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အုံနောက်ထဲကနေပြီးတော့ဘာမှမစဉ်းစားမိတဲ့ဘာမှကိုစဉ်းစားခြင်းစိတ်မဖြစ်တဲ့အဲ့လိုမျိုးလွတ်သွားတယ်နိုင်ဝက်တနားကြီးစားလေးအကြောင်းပြောပြချင်တယ်ပါဒါတော့ကျွန်တော်မင်းညထမင်းညကြံလို့ဈေးသွားပြီးတော့ပဲပြုတ်ဝင်ပါဆိုတော့ပဲပြုတ်ပေါ့လို့နားမှာရတယ်ဒါပေမဲ့ပဲပြုတ်စံရောက်တော့ပဲပြုတ်ကမရသေးဘူးတဲ့အဲ့ဒါနဲ့ဗမာဆိုင်ကနေပဲအသားအကြောက်ကြော်လေးတစ်ခုဝယ်လာတယ်ပြီးတော့အိမ်မကနေပဲရှက်တဘူးဝယ်လာတယ်အဲ့ဒီကဝယ်ဖို့လုံးဝအုံနောက်ထဲမှာအစီအစဉ်ကိုမရှိဘူးနောက်တော့အိမ်မှာ7-11ဝယ်ပြီးတော့ထမင်းလေးတစ်ခုဝယ်လာတယ်ပြီးတော့ရလို့ရှိရင်တော့ကျွန်တော်တောက်နေကြတော့ဒါလေးကတော့ probiotic လေးဘူးတွေဝယ်လာတယ်ဒါပဲအဲ့တော့အဲ့ဒီမှာကျွန်တော်ဒါပြီးတော့ခါကျုပ်တော့အဲ့ဒီအတွင်းမှာကို့အုံနောက်ထဲမှာကိုဘာမှကိုမစင်စားမိတော့တဲ့အချိန်လေးတစ်ခုပေါ့နည်းနည်းတော့ထူဆန်းတယ်အိမ်မှာရှိရခါကျတော့လည်းအတက်လေးထွက်နေပါတယ်ဖြစ်ဖူးကြလားတော့မသိဘူးကျွန်တော်မှခဏဖြစ်တယ်အဲ့လိုအချိန်နဲ့ဆိုကျွန်တော်ဝယ်ချင်တာတွေဝယ်တယ်စားချင်တာတွေစားပြလိုက်တယ်အဲ့ဒါကျွန်တော်ရဲ့အကျင့်တစ်ခုပေါ့လေဖြစ်တာရှိရဲ့အကျင့်လေးတစ်ခုအဲ့လိုမျိုးဝယ်ချင်တာတွေဝယ်စားချင်တာတွေစားပြီးပြီဆိုလို့ရှိရင်ပြန်တတိရတဲ့ချိန်ကျပတ်စံအတော်ကုန်နေပေါ့နော်ဒီနေ့တော့အများကြီးမကုန်ခဲ့ပါဘူးဒါပေမဲ့လည်းအဲ့လိုမျိုးစိတ်ကိုထွက်ပေါက်ရသွားတဲ့အခါလေးပေါ့တစ်ခါတလေကိုယ့်ရေကဘလောက်ပဲစိတ်ကိုထားတတ်တဲ့ stress တွေကိုဘလောက်ပဲခံနိုင်ရှိကိုယ့်ရဲ့မတိစိတ်မှာကြတော့အဲ့လိုမျိုးနည်းနည်းအုံနောက်ကလွတ်ချင်ပေါ့ဖြစ်သွားတဲ့အခြေလေးတစ်ခုရှိရဲ့အဲ့လိုဆိုလို့ရှိရင်အိမ်ပြန်ရောက်ပြီးဆိုခုတော့ဒါလေးဆိုရင်ကျွန်တော်ကိုပြန်ပြီးတော့တတိယတော့ငါလှုပ်ချင်တာတွေလှုပ်လာတာပဲဒီချိန်မှာငါဘာလေးဝယ်ခဲ့ရမညာလေးပဲလို့ဖြစ်သွားတတ်တယ်ပေါ့ဒါလေးပါပဲဘာမှမဟုတ်ပါဘူးခုတော့ထမင်းလေးစားပြီးတော့ရုံတက်လိုက်ပါဦးမယ်အားလုံးပဲအဆင်ပြေကြပါစေ